လုံးမဲ့မင်္ဂလာပါနော်မြန်မာပြည်သူပြည်သားကျမ်းမချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ပေါ့နော်โอเคဒါဆိုကျွန်တော်ဒီဘာလေးပဲရပေါ့နော်ရတာလေးပါတင်မာဆိုတဲ့ကိုဝါသနာစင်နေအတွက်ပေါ့နော်ဥပလောလောဆယ်တော့ကျွန်တော်တိတ်တော့မလှဘူးဆိုတဲ့ကဏ္ဍတစ်ခွက်ကိုကီးတွေနဲ့ယူကြည့်မယ်ဗျာနော်โอเคပထမဆုံးကျွန်တော်အရင်တစ်ခါယူတဲ့ဒီလိုပေါင်းချင်း6ကထိပ်စီး6ထွက်တယ်ကျွန်တော်ပေါင်းချင်း6ကထိပ်စီး6ထွက်တယ်နော်အဲ့ဒီအခွေနှစ်ခုမှာကဒီနှလုံးပေါင်းချင်း8ဒီ9နဲ့ဒီ9နဲ့ပေါင်းချင်း8ဒီလိုခွာ8နော်သူ့ကိုယူတာဒီနှလုံးပေါင်းချင်း6ကထိပ်စီးဝင်တယ်အဲ့လိုဝင်တဲ့အချိန်မှာ9ရင်ပေါင်းဒီလို8နှလုံးပေါင်းချင်း8ခွာ8အဲ့လိုဖြစ်တဲ့8ကထိပ်စီးကြတယ်ဆိုပါစို့အဲ့ဆိုရင်တို့ဒီမကြည့်အောင်9နဲ့1နဲ့ပေါင်း6ထိပ်စီးဝင်တယ်9နဲ့2နဲ့ဒီလိုပေါင်းခြင်းကခွန်6နဲ့1နဲ့ဒီလိုပေါင်းခြင်းလဲခွန်ဒီမှာလဲခွာခွန်ညီးတယ်နော်ဒီမှာနော်ဒီလိုရှစ်3ခုညီလို့8ထိပ်စီးထွက်တယ်ဆိုရင်ဒီလို3ခုခွန်လို့ညီလို့ကျွန်တော်တို့ခွန်ထိပ်စီးထွက်မလားဟုတ်လားနော်အဲ့ဒါလေးတစ်ချက်ပေါ့နော်โอเคအဲ့လိုခွန်လို့ထွက်တဲ့အချိန်မှာဒီ8ကဒီ6 3လုံးပေါင်းခြင်းပေါ့ဒီ8ကဒီလိုဒေါင်းနှန်းပေါင်းခြင်း8မလို့8ဆိုရင်ကျွန်တော်တို့က6ခွန်ဆိုတော့3ဆိုတော့ကျွန်တော်တို့ခွန်ဖြစ်ဖို့က4လာမယ်နော်โอเคအဲ့ဒီ4ကဘာဖြစ်လို့အဲ့လိုယူတော့ဆိုတော့ဒီမှာတစ်ချက်တို့တွေကြည့်လိုက်အောင်ဒီမှာဒီလို crossing 3နဲ့8နဲ့1ဒီလို9နဲ့6နဲ့ crossing 1ဒီလိုခွန်ချင်းပေါင်းတော့ crossing က4ဒီလို3ညနဲ့4နဲ့ crossing ပေါင်းတော့4နော်အဲ့မှာဒီမှာဒီ8နဲ့ဒီ6နဲ့ဒီနှလုံးပေါင်းခြင်း4ဒီခွန်နဲ့နှလုံးပေါင်းခြင်း4ဟုတ်လားအဲ့ဒါတော့ခွန်ထိပ်စီး4နောက်ပိတ်နေကျွန်တော်ကတော့အဲ့ထဲမှာကျွန်တော်1ကိုတော့ယူထားတယ်ထိပ်စီး1ကိုယူထားအလဲတိုင်းကို1ကိုယူထားတယ်သူ့ကိုတော့တိတ်မလှဘူးမလှပေမဲ့သူက1ကဒီ3ညနဲ့ဒီကောင်နဲ့ဒီလိုပေါင်းခြင်း1ဖြစ်မယ်9နဲ့6နဲ့ဒီလိုပေါင်းခြင်း1ဖြစ်မယ်ဆိုရင်ခွန်1 4ဒါမှခွန်4ကပိုကောင်းတယ်အလေတောင်တော့ကြိုက်တာတဲ့ကျွန်တော်1ထည့်ရတဲ့အကြောင်းရင်းနောက်ပြီးရှင်းပြမယ်နော်โอเค1ကတော့နည်းနည်းလေးတိတ်မလှဘူးနော်โอเคနောက်တစ်မှုတော့ဗီဒီယိုစီလေးโอเคနောက်တစ်မှုမှာကြတော့ကျွန်တော်တို့က3မိနစ်ဖြတ်မယ်ပေါ့ဗျာနော်ချဲမှာ3မိနစ်ဖြတ်ရင်တွက်လို့ကောင်းကြပြားမှာ4လုံးစီလို့ကောင်းတယ်အားလုံးလမ်းကြုံလို့ပြောပြချဲက3မိနစ်တောက်တွက်ရင်လွယ်တယ်ကြပြား4လုံးစင်လို့ရတယ်နော်ကြပြားမှာ4လုံးစီလို့စီရင်လှတယ်ဟိုလွယ်တယ်ချဲမှာတော့ဒါကြုံလို့ပြောပြတာโอเคအဲ့တော့ဒီထဲမှာကဒီလို6နဲ့9နဲ့ခွာပေါင်း5ကဒီလို9နဲ့6နဲ့ဒီလို5ဝင်တယ်ဒီ3ညနဲ့9နဲ့ဒီလိုခွာပေါင်း9ကဒီ8နဲ့ဒီ1နဲ့9ဖြစ်ရင်ဒီ3ညနဲ့ဒီ9နဲ့ဒိုးတွေခွာခွန်ကဒီ6ကနေပြီးတော့ဒီ1အလေတိုင်းကိုလာမယ်ဆိုတော့ကျွန်တော်1ကြက်ရတဲ့အကြောင်းရင်းနော်အဲ့လိုမဖြစ်နိုင်ဘူးလားလွယ်တော့လွယ်တယ်ပေါ့လွယ်ပြီးမဲ့လည်းနှစ်ပင်တောက်ကိုစဉ်းစားမှာဒီတမူတဲတော့စိတ်မချဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ကျွန်တော်ကြည့်အဲ့လိုဖြစ်တိုင်းမှာဒီနှစ်ပင်တောက်မှာဒီမှာဒီလို4ဖြစ်တယ်9နဲ့5နဲ့ဒီ3တန်းနဲ့ကဒီအလေတန်းကနေထိပ်စီးနေနော်ဒီမှာ9နဲ့5နဲ့4ဖြစ်တယ်ဒီမှာခွန်ဆိုရင်ကျွန်တော်တို့ခွန်ချင်းဆိုတော့ကျွန်တော်တို့4ဖြစ်မယ်ဆိုခွန်ထိပ်စီးလာမလားအဲ့လိုမျိုးလေးပေါ့နော်ဟိုလောလောဆယ်ယူဆချက်ကလေးတစ်ခုပေါ့ဟုတ်လားအဲ့ရနေပြီးတော့ကျွန်တော်တို့ကဒီမှာလဲခွန်1ကိုကျွန်တော်4ကိုပဲယူထားတယ်4ကတော့ကျွန်တော်အလှကြီးမဟုတ်ဘဲနဲ့ယူထားတဲ့သဘောတရားပါသူကတော့4ကိုယူထားခြင်းဟာ1 3ည4ဆိုတဲ့3လုံးပေါင်းခြင်း5 3ည1 4ဆိုတဲ့3လုံးပေါင်းခြင်း5 6 6 3ဆိုတဲ့3လုံးပေါင်းခြင်း5ဒါတော့ခွန်1 4 2 ဆိုင်โอเคဗီဒီယိုလေးစီသွားမယ်โอเคခွန်1 4 2 ဆိုင်မှာနောက်တစ်ခုကျွန်တော်ပြမယ်โอเคဗီဒီယိုစီတော့စီသွားမှာကြောက်လို့ရနော်ဒီမှာအလဲတိုင်း2ကို1နဲ့ပေါင်း1 2 3 4 5 6ကျွန်တော်စီပြမယ်နော်အလဲတိုင်း2နဲ့1နဲ့ပေါင်းတော့3ဒီမှာ3ထွက်အလဲတိုင်း6နဲ့2နဲ့ပေါင်းတော့8ဒီမှာ8ထွက်အလဲတိုင်း6နဲ့3နဲ့ပေါင်းတော့9ထွက်လုံးပိုင်တွက်တာနော်
ဒီမှာအလဲတိုင်း3ညနဲ့4နဲ့ပေါင်းတော့4ဒီမှာ1 4ဟို5 1 4ထွက်တယ်နော်โอเค5 1 4က1အလဲတိုင်းနဲ့5နဲ့ပေါင်းတော့6ကျွန်တော်တို့က6 1 2ထွက်တယ်6 1 2က1အလဲတိုင်းနဲ့6နဲ့ပေါင်းတော့ခွန်ဒီကတဲ့ဘက်ကခွန်နှလုံးတော့ပါဒီတစ်ဘက်ခွန်အလဲတိုင်းကိုခွန်နဲ့ပေါင်းတော့ကျွန်တော်တို့4လုံးပဲဘယ်မှမယူဒီတိုင်းဆို1 2 3 4 5 6 9ကြိမ်မှန်ပြီဒီမှာ6နှစ်ကိုကနေအလဲတိုင်းကို1နဲ့ပေါင်း1ပြီးတော့2 3 4 5 6ခွန်အဲ့လိုပေါင်းလိုက်4နောက်တစ်လုံးနဲ့ရ4 9မဟုတ်နောက်တစ်ခုဒီမှာကြည့်လိုက်မယ်ကျွန်တော်တို့9 6 3ကနေကြည့်လိုက်9ထက်ကြီးတဲ့6အောက်မှာပါတယ်10ထက်ကြီးတဲ့9ပါတယ်သူ့ကို1နဲ့ပဲပေါင်းပေါ့နော်သဘောတရားအတူတူပဲနော်ကို10ကို1နဲ့ပေါင်းတော့9ပါတယ်3ညကို1နဲ့ပေါင်းတော့1ပါတယ်9ကို1နဲ့ပေါင်းတော့6ပါတယ်6ကို1နဲ့ပေါင်းတော့ခွန်ပါတယ်3ညကို1နဲ့ပေါင်းတော့1ပါမယ်တစ်လုံးနဲ့ပဲ1ပိုင်း4ပိုင်းโอเคနောက်တစ်ခုဗီဒီယိုဟိုရှင်းနှလုံးပေါင်းခြင်း6တစ်လုံးပါတယ်ဒီမှာရှင်းနှလုံးပေါင်းခြင်း8 3 ပါပါပေါ့နော်အရင်ရှိပါတယ်ကျွန်တော်မူထဲမှာပါအဲ့ဒါမှန်တဲ့ဥစ္စာအကုန်လုံးမှန်တယ်ဒီမှာ9 1 6 6ဒီမှာပြီးခဲ့က6နဲ့1နဲ့ဆို2ခွန်တစ်လုံးထိဒီတော့က3ညခွန်ဆိုတော့ခွန်2တစ်လုံးထိအဲ့ထဲကတကယ်၍1နဲ့4ကဘယ်ထားမှမသိရင်ဒီမူရ1 4နောက်ပဲခွန်ထိပ်စီးထည့်မယ်2ထိပ်စီးထည့်မယ်နော်ဒါကတော့ဒီမူရကိုက်နေတယ်ဆိုတဲ့သဘောတရားပါဒီနှစ်ခုကိုလှလို့မဟုတ်ဘူးနော်ဒီကောင်လေးတွေလုံးမိုင်လေးနဲ့ညီးနေလို့အားလုံးမရှင်းမေးလို့ရပါတယ်ဗီဒီယိုစီမံကြလို့ကျမ်းမှချမ်းသာကြပါစေကနော်အားလုံးအဆင်ပြေကြပါစေ